Welcome to my channel အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကိုရီခောက်ဆွဲလှုပ်ရှားကြမယ်ရှင်ကျွန်တော်ရဲ့တရုတ်မှုကြောင့်ရေကြက်ရိုးရေပထမဦးဆုံးပြင်ဆင်ထားပါမယ်ရှင်ကစွန်ရွက်ကလေးကလည်းမပါမဖြစ်ထည့်မယ်နော်ကောင်းမှုတ်ခုနှစ်စုကိုပကံထဲမှာထည့်ပြီးတော့ရေလေးနဲ့ဖြည်းဖြည်းချင်းမှွေပါမယ်ရှင်ကိုရီလေးပျော်လာပြီဆိုရင်ပဲငံပြားရဲ့အကြည်တစွန်းကိုထည့်ပါမယ်ပဲငံပြားရဲ့အနောက်ကိုတော့နှစ်စွန်းထည့်ပါမယ်ရှင်ပြီးအားလုံးသမအောင်ဖြည်းဖြည်းချင်းမှွေပေးရပါမယ်ရှင်ယေအခုတော့ကိုရီလေးရပြီပြီးကျဥသုံးလုံးကိုဖောက်ပြီးတော့ခလောက်ထားမယ်နော်ချက်ပေါင်အယိုးထုတ်ထားတဲ့အသားတွေကိုညီမလှီးပါမယ်ပြီးရင်စားလေးတစ်စုံထည့်မယ်ပဲငံပြားရည်လေးအချီလေးတစ်စုံထည့်မယ်ပြီးပဲငံပြားရည်အနောက်ကလေးတစ်စုံထည့်ပြီးတော့သမအောင်ချက်သားကိုမှွေပြီးနှက်ထားပါမယ်ရှင်ရင်နွေးပွက်ပွက်ဆူတဲ့ထဲကိုချက်သွန်မျိုးသုံးမွာဂျင်းလေးကအနှဲငယ်ထည့်ပြီးတော့တည်ထားမယ်ပြီးရင်ကြက်ရိုးတွေကိုထည့်ပြီးတော့ပြုတ်ပါမယ်ရှင်မိနစ်10လောက်ပြုတ်ပြီးကြက်ရိုးတွေကိုဆွဲထုတ်ထားမယ်မိုးနဲ့ကျွတ်ရက်တွေကိုလည်းမိနစ်30လောက်ပြုတ်ပေးပြီးတော့ဆယ်ထုတ်ထားပါမယ်ရှင်ဆယ်ထုတ်ထားတဲ့မှုတွေကျွတ်ရက်တွေကိုဖြည်းဖြည်းချင်းပါပါလေးလှီးပြီးတော့အစင်သစ်လုပ်ထားမယ်နော်။အစင်သစ်ဖြစ်ပြီးဆိုရင်စချက်တော့မယ်ရှင်။ချက်သွန်ဖြူနဲ့ဂျင်းလေးကိုလှီးထားမယ်။စီရင်နဲ့ငယ်ထည့်ပြီးသွားရင်ချက်သွန်ဖြူနဲ့ဂျင်းလေးကိုထည့်ပြီးတော့လှော်ပါမယ်ရှင်။ချက်သွန်ဖြူဂျင်းလေးအနီအောင်တန်းလာရင်ချက်သားလေးကိုထည့်မယ်ထည့်ပြီးတော့ဖြည်းဖြည်းချင်းလှော်မယ်အသားလေးကိုမှွေးနေအောင်ငရုတ်ကောင်းလေးကိုထည့်မယ်နော်ချက်သားကြော်ရတာလေးတွေချက်ပြီးဆိုရင်တရုတ်မိုးကြောက်ကလေးကိုထည့်ပြီးတော့လှော်မယ်ပြီးရင်ကျွတ်ရက်ကိုထည့်လှော်မယ်အားလုံးသမအောင်လှော်ထားပြီးတော့ညီမတို့အစင်သစ်လှုပ်ထားမယ်နော်ချက်စုပ်ပြုတ်လေးစူနေတဲ့ချိန်ညီမတို့ဒီဘက်ကလှော်ထားတဲ့မွန်လေးချက်သားတွေကျွတ်ရက်တွေကိုထည့်ပြီးတော့တည်ထားရမယ်နော်15မိနစ်လောက်ကိုပုတ်ပွက်စူအောင်တည်ပြီးတာနဲ့အစင်သစ်ဖြစ်နေတဲ့ကော်ရည်လေးကိုလောင်းထည့်လိုက်မယ်ကော်ရည်လေးနဲ့ရောပြီးရဲ့အဲ့ဒီဟင်းရီအိုးလေးကိုညီမတို့ဖြည်းဖြည်းလေးမှွေမယ်မှွေပြီးတော့စူလာတဲ့အထိတည်ထားရမယ်နော်အခုဖွက်ဖွက်စူနေတဲ့အိုးရဲကိုချက်ဦးသုံးလုံးခောက်ထားတာကိုထည့်မယ်ထည့်ပြီးတော့ဖြည်းဖြည်းလေးမှွေမယ်ချက်ဥလေးတွေတမလာအောင်ဖြည်းဖြည်းချင်းမှွေပေးရမယ်ညီမဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေညီမမှွေတဲ့အတိုင်းမှွေပေးနော်မှွေရင်းနဲ့အရသာလေးကိုမြည်ကြည့်မယ်လိုအပ်တယ်ဆိုရင်စားလေးအနည်းငယ်ထည့်မယ်နော်အရသာရှိတဲ့ကော်ရည်ဟင်းရည်လေးကိုချက်လို့ပြီးသွားပါပြီရှင်ကဲစားဖို့အတွက်ခောက်ဆွဲလေးပြုတ်တော့မယ်ရင်နွေးစုတဲ့ထဲကိုခောက်ဆွဲလေးထည့်ပြီးတော့မှွေမယ်ကွယ်အော်မေလို့ကစွန်းရွက်ကလေးပြုတ်ထားတာမရိုက်မိလိုက်ဘူးခောက်ဆွဲရဲ့ချက်သားရဲ့ကစွန်းရွက်ရဲ့ရောပြီးတော့ဟေးရဲ့လေးကိုထည့်ပြီးတော့အယမ်းမွေးတဲ့ကော်ရည်တစ်ခွက်ကိုချက်ပြုတ်လို့ပြီးပါပြီရှင်ကြည့်ပေးတဲ့တယောက်စီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်ညီမရဲ့ channel လေးကိုသဘောကျရင် like and share subscribe လုပ်ပေးပါနော်